နယ်စပ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးဖုံမြတ်သည်ပြည်내လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးစိန်ဝင်းပအိုကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌဦးခွန်ဖိုးစိန်နဲ့အတူဇူလိုင်လ16ရက်နေ့မနက်ပိုင်းမှာစိုက်ခေါင်မြို့ရှိနယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးတင်နန်းကျောင်းတင်နန်းခမ်းမမှာဝန်ထမ်းများဆရာဆရာမများကျောင်းသားကျောင်းသူများတင်နန်းသူများအားတွေ့ဆုံအမှာစကားပြောကြားပြီးကျောင်းဝန်းအတွင်းရှိစာကြီးတိုင်းအိတ်ဆောင်များနှစ်ရှည်သီးနှံပင်များရာသီသီးနှံပင်များစိုက်ပျိုးထားရှိမှုကိုကြည့်ရှုစစ်ဆေးပါတယ်အဲဒီနောက်အမျိုးသမီးအိမ်တွင်းမှုတံမွေးလုပ်ငန်းပညာသင်တန်းကျောင်းစိုက်ခေါင်မှာသင်တန်းသူများရဲ့လက်တွေ့သင်ကြားနေမှုများဝန်ထမ်းသက်သာချောင်းချိရေးအတွက်ဦးစားချက်မွေးမြူရေးချက်ဆောင်ရွက်ထားရှိမှုတို့ကိုကြည့်ရှုစစ်ဆေးပြီးလိုအပ်တာများမှာကြားပါတယ်အဲဒီနောက်လွိုက်ကော်မျိုးရှိနယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးတင်နန်းကျောင်းမှာဝန်ထမ်းများဆရာဆရာမများကျောင်းသားကျောင်းသူများတင်နန်းသူများအားတွေ့ဆုံအမှာစကားပြောကြားပြီးကြီးမြင့်ငွေများပေးအပ်ကအိတ်ဆောင်များစာကြီးတိုင်းရိတ်ခါစတိုးဆောင်ဦးစားချက်မွေးမြူရေးချန်တို့ကိုကြည့်ရှုစစ်ဆေးပြီးလိုအပ်တာများဖြည့်ဆည်းဆောင်ရွက်ပေးပါတယ်ဇူလိုင်လ18ရက်နေ့မှာကယားပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးယုံအမျိုးသမီးအိမ်တွင်းမှုတံမွေးလုပ်ငန်းပညာသင်တန်းကျောင်းလွိုက်ကော်တို့ကို၎င်းနောင်ရကကြီးရက်ွက်ရှိကယားပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးယုံဝန်ထမ်းအိမ်ယာတိစောက်ရေးလုပ်ငန်းများဆောင်ရွက်ပေးစေမှုစက်မှုဆောင်လင်းဖုံလေးကျေးရွာချင်းဆက်ကြောက်ချောလန်တမိုင်လေးဖာလုံးကတရလန်ခင်းချင်းနဲ့လွယ်တမှုပါတီမုံကျေးရွာချင်းဆက်လက်6ဖာလုံးကွန်ကရစ်ခင်းချင်းလုပ်ငန်းတို့ကို၎င်းဇူလိုင်လ18ရက်နေ့ဒီကနေ့မှာတောင်ကြီးမြို့ရှိရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးလုပ်ငန်းဆောင်ရွက်မှုပင်တရာမြို့နယ်တစ်အဲပင်ထေသွန်လန်1985ปีကတရထပ်ပိုးလွှာခင်းချင်းလုပ်ငန်းရွှေပထိုးကျေးရွာတောင်ပိုင်း1နဲ့တောင်ပိုင်း2တို့မှာဆိုလာစနစ်ဖြင့်စိုက်ပျိုးရေးရရှိရေးလုပ်ငန်းဆောင်ရွက်မှုနဲ့အောင်ပန်းမြို့ရှိနယ်စပ်ဒေသတိုင်းရင်းသားလူငယ်များစက်မှုလက်မှုသင်တန်းကျောင်းတို့ကို၎င်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရပါတယ်ရှင်